ရောမင်္ဂလာပါဒီနေ့မှာတော့ခိုင်ကောဖူကူရှိရှိစာအုပ်ထဲရဒီကီယိုကူနော်ဘွန်ရီနော်ဒီမညံအမျိုးအစားပေါ့နော်အဲ့ဒါကိုအနည်းချုပ်အနေနဲ့လေ့လာကြရအောင်နော်မညံမျိုးစားမှာကြော3မျိုးရှိတယ်ပေါ့နော်ခန်ကာကူကီယိုကူရဲ့ပြီးတော့ထန်ကီကီယိုကူချော်ကီကီယိုကူပေါ့နော်ဒီခန်ကာကူကီယိုကူဒီဘယ်လိုပြောမလဲအာယုံခံစားတဲ့မညံရဲ့ပြီးတော့ဒီရေတူမညံရဲ့ရေရှည်မညံရဲ့ဆိုပြီးတော့3ခုရှိတယ်ပေါ့နော်ပထမဆုံးအနေနဲ့ဒီခန်ကာကူကီယိုကူပေါ့နော်ဒီမညံဘယ်လိုမလဲဒီအာယုံခံစားတဲ့မညံပေါ့နော်မိတာရီခီတာရီနော်ဒီခီတာရီနာတို့နော်ဒီရှုံကန်တက်ကီနာကီယိုကူပေါ့နော်ဒီကြည့်မြင်တာတို့ပြီးလို့ရှင်ကြားတာတို့မှာဒီလက်နဲ့ပေါ့နော်ထီတွေ့တာတို့အဲ့လိုမျိုးတွေမှာဒီခဏတစ်ဖြုတ်ဖြစ်တဲ့မညံပေါ့နော်အဲ့ဒါကိုခန်ကာကူကီယိုကူလို့ခေါ်တယ်နောက်တစ်ခုမှာကျတော့ထန်ကီကီယိုကူပေါ့နော်ဒါကျတော့ဒီရေတူမညံသူကအချီချီတက်ကီနာကီယိုကူသူကဒီခဏတစ်ဖြုတ်တင်ထားတဲ့မညံပေါ့နော် working good memory လို့လည်းခေါ်တယ်ပေါ့နော်သူကကြတော့ဒီရေတူမညံဆိုတော့ဒီခါရဲနီယိုရီတေကာဆိုလို့ပေါ့နော်အသက်ကြီးလာလို့ရှိရင်အဲ့မညံကျဆင်းသွားတယ်ပေါ့နော်နောက်တစ်ခုမှကြတော့ဒီချောကီကီယိုကူပေါ့နော်ချောကီကီယိုကူအပိုင်းမှာဒီချောကီကီယိုကူနော်ဘွန်ရီပေါ့နော်ချောကီဒီရေရှည်မညံရဲ့အမျိုးအစားမှာလည်းသူက3မျိုးရှိတယ် episode ကီယိုကူရဲ့ပြီးလို့ရှိရင် imi ကီယိုကူပြီးလို့ရှိရင် tesusuki ကီယိုကူဆိုပြီးတော့3မျိုးရှိရပေါ့နော်ဒီပထမဆုံး episode ကီယိုကူပေါ့နော်ဒီအပိုင်းလိုက်မညံ過去に体験したことに関する記憶ပေါ့နော်ဒီသူ့ရဲ့ခန္ဓာကိုယ်ဘယ်လိုပြောမလဲခန္ဓာကိုယ်ရဲ့ဒီထိုက်ခင်ပေါ့နော်ဒီခန္ဓာကိုယ်ရဲ့အတွေ့အကြုံမှာရရှိခဲ့တဲ့မဉဏ်ပေါ့နော်သူ့ရဲ့ခန္ဓာကိုယ်နဲ့တွေ့ကြုံခဲ့တာနဲ့ပတ်သက်ပြီးတော့ဒီရရှိခဲ့တဲ့မဉဏ်ပေါ့နော်အဲ့ဒါလေပေါ့နော်ဒီဥမာအရင်တော့ကအသက်ဘလောက်မှာဘလို့ဖြစ်ခဲ့လဲပေါ့နော်အဲ့ဒါလေဒီအသက်ကြီးလာလို့ရှိရင်သူကကြာစင်းတယ်အဲ့မဉဏ်ပေါ့နော်နောက်တစ်ခုကကြာ imikyo ကိုဒါကြတော့အတိတ်ပဲပေါ့နော်အတိတ်ပဲအနေနဲ့မဉဏ်ပေါ့နော်ဒါထိုင်ကေကစားရတာချင်းထိုင်ကေကစားရတာချစ်ကီနိုကီယိုကူနိုကိုတိုပေါ့နော်ဒီသူကစနစ်တကျလေးလာတင်ယူခဲ့တဲ့အတိပေါ့နော်အတိလေးလာတင်ယူခဲ့တဲ့ဒီသိမြင်နိုင်စွမ်းမဉဏ်ပေါ့နော်သူကဒီဥမာခိုတိုဘာနိုအီမီယာခေနိုနာမိုင်နာတို့ပေါ့နော်ဒီမှာစကလုံးတွေရဲ့အတိတ်ပဲရဲ့ဒါမှမဟုတ်ဒီခရိုင်တွေရဲ့နာမည်တို့ဒါမှမဟုတ်မြေပုံတို့ပါတော့ပေါ့နော်အဲ့လိုမျိုးတွေသူကငငယ်ကတည်းကနေစနစ်တကျသင်ယူလေ့လာခဲ့တဲ့ဟာပေါ့နော်အဲ့ဒါကြတော့ဒီခါရဲနီယိုရီတေကာဝစကနိုင်ပေါ့နော်ဒီအသက်ကြီးလာရင်တော့မှဒီအဲ့မညာတော်တော်နဲ့ကြာစင်မှုကအရန်နေတယ်ပေါ့နော်တော်တော်နဲ့မေ့ပေါ့နော်နောက်တစ်ခုကကျတော့တေဆူဆူကီကီယိုကူဒါကြတော့ဒီခန္ဓာကိုယ်နဲ့မှတ်မိတဲ့မညံပေါ့နော်ဒီရှင်းတိုက်ကဥပွဲတေရူနိုကီယိုကူပေါ့နော်ဒီသူ့ရဲ့ခန္ဓာကိုယ်နဲ့မှတ်မိနေတဲ့မညံဥမာစပိန်စီးတာတို့ကားစီးတာတို့ပေါ့နော်သူကကြတော့လေဒီခါရဲနီယိုရူတေကဝစကနိုင်ပေါ့နော်သူကလည်းဒီအသက်ကြီးလာရင်တော့မှသူတော်တော်နဲ့မမေ့ဘူးပေါ့နော်နောက်တစ်ခုမှကြတော့ Kesho Seichino တို့Ryudo Seichino ဆိုပြီးတော့ဒီဘယ်လိုပြောမလဲဘဝတစ်လျှောက်လုံးကြုံတွေ့တင်ယူနေဘဝတစ်လျှောက်လုံးကြုံတွေ့တင်ယူကြုံတွေ့နေတဲ့စွမ်းရည်နဲ့ခေတ်နဲ့အညီမမိနိုင်တဲ့စွမ်းရည်ပေါ့နော်ခေတ်နဲ့အညီမထားနိုင်တဲ့စွမ်းရည်ပေါ့နော်သူကကြတော့ခက်လျှော်စေချီနိုပေါ့နော်ဒီသူဘဝတစ်လျှောက်လုံးမှာသူတင်ယူလေ့လာခဲ့တဲ့စွမ်းရည်ပေါ့နော်သူကကြတော့ဒီခက်ကိုနော်ခေကန်နီမိုဒိုစကီရီကိုင်ရကုပေါ့နော်ဒီဥမာသူအရင်ကတည်းအတိတ်ကသူရဲ့အသွေးကြုံတွေနဲ့အခြေခံပြီးတော့သူတိလာနေတဲ့အရာပေါ့နော်ဒီကိုင်ရကုသူနားလေနိုင်တဲ့စွမ်းရည်ရဲ့ပြီးတော့ဟန်တန်ရကုပေါ့နော်ဆုံးဖြတ်နိုင်တဲ့စွမ်းရည်ပဲပြီးတော့ဒိုးဆဆရကုပေါ့နော်ဒီဘယ်က
ဖြတ်ထိုးမညံတို့ပေါ့နော်ပြီးတော့ကိုတိုးလျော်ကူပေါ့နော်ဆိုးကိုလျော်ကူပေါ့နော်ဒီပေါင်းဆက်မညံတို့ပေါ့အဲ့လိုမျိုးတွေဒါကြတော့သူရဲ့ဒီအသက်ကြီးလာလို့ရလာတဲ့ဟာပေါ့နော်ဒီသူ့ရဲ့အကောင်းဆုံးအချိန်ကကြတော့ဒီ60မတိုင်ခင်ပေါ့နော်လကုကျူဆိုင်မိုင်းနိပစ်ကူပေါ့နော်ဒီသူ့ရဲ့အဲ့အကောင်းဆုံးအချိန်ကကြတော့60မတိုင်ခင်ပေါ့နော်ဒီအဲ့ချိန်ဘာဖြစ်လို့လဲဆိုတော့အဲ့ချိန်ဆိုလို့ရှိရင်သူတို့တွေကဒီအတွေးကြုံတွေပညာဘုဒ္ဓတာတွေအရန်စုံနေနေတဲ့အချိန်ပေါ့နော်ဒါပေမဲ့その後に緩やかに低下ပေါ့နော်အဲ့60နဲ့ကျော်လို့ရှိရင်တဖြည်းဖြည်းနဲ့သူကကျဆင်းလာတယ်အဲ့မညံနေရပေါ့နော်နောက်တစ်ခုကကြတော့ဒီယူဒိုစေချီနိုပေါ့နော်ဒါကကြတော့ဒီခစ်နဲ့အမီလိုက်မက်နိုင်တဲ့စွမ်းရည်ပေါ့နော်သူက新しいの問題に対処する能力ပေါ့နော်ဒီသူကကိစ္စအသစ်တွေမှာသူကလိုက်မက်နိုင်တဲ့စွမ်းရည်ဥမာကွန်ပျူတာတို့ဖုန်းတို့ဥမာဒီဘယ်လိုပြောမလဲအဲ့လိုပေါ့နော်ခေတ်နဲ့အညီဖြစ်လာခဲ့တဲ့ဟာတွေကိုတွားဒီအဲ့ဒါတွေဖြည့်ရှင်းနိုင်တယ်ဒီသုံးပြနိုင်တယ်ပေါ့နော်အဲ့လိုမျိုးစွမ်းရည်ပေါ့နော်ခိမဲရကူပြီးလို့ရှင်ဆိုကီရကူပေါ့နော်ဒီမှတ်နိုင်တယ်ပြီးလို့ရှင်ဒီအသုံးပြနိုင်တယ်ပေါ့နော်တွေးခေါ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးတွေအဲ့ဒါတွေကကြတော့ဒီ20ရွယ်ဝန်းကျင်လောက်မှသူအရန်ကောင်းနေတဲ့အချိန်ပေါ့နော်ဟိုတခုခုအတစ်တွေလေးလာတင်ယူနေတဲ့အချိန်အဲ့လိုမျိုးပေါ့နော်ဆိုလို့ရှိရင်ဒီအသက်20ဝန်းကျင်နေသူတို့ကအရန်ကိုတွက်လက်တယ်အရန်ကိုမှတ်အားလဲအရန်ကောင်းတယ်ပေါ့နော်ဒါပေမဲ့ဒီမညံတွေက60အထက်ဆိုလို့ရှိရင်အဲ့မညံတွေကလုံးဝကိုပြုံးခနဲဆိုတော့ကြာစင်တယ်ပေါ့နော်လုံးဝမြင်ဆန်ဆန်ပဲကြာဆင်သွားပါတယ်သူကအရန်ကောင်းတဲ့အချိန်ကျမှဒီအရန်ကောင်းတဲ့အချိန်ကကျတော့ငယ်ရွယ်တဲ့အချိန်ပဲအရန်ကောင်းတယ်ပေါ့နော်မှန်နိုင်စွမ်းကောင်းတယ်ပေါ့နော်အလုံးအဆင်ပြေကြပါစေဟိုတကယ်လို့အမလုပ်ထားတဲ့ဗီဒီယိုတွေကမနက်ဆန်တို့အသုံးဝင်နေအဆင်ပြေဆိုလို့ရှင်အမလည်းပင်ပန်းရကြိုးနေအောင်လို့ပေါ့နော်အမရဲ့အကောင့်ကို like and follow လေးလုပ်ပြီးတောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်